မန်စီးတီးဖူဟန်ဆန်လာလန်နဲ့ဘာဘူးရဲ့ပွဲကောင်းနေတဲ့အတူပရီးမီးယားလိဂျာရဲ့ပွဲကြိုသုံးသက်ချက်များအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်တို့ GB1 စိတ်ဘောလုံး channel လေးကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ပရီးမီးယားလိပွဲစဉ်26အပြင်ဂျာရဲ့မှာကစားသွားကြမဲ့ပွဲစဉ်နေတဲ့ကမှာပွဲကောင်းတွေကိုရွေးချယ်ပြီးတော့တင်ဆက်ပေးသွားမှာပါဒီပွဲတွေကတော့မန်ချက်စတီးနဲ့ဖူဟန်ဆန်လာလန်နဲ့စပါဦးတင်းတို့ရဲ့ပွဲစဉ်တွေပဲဖြစ်ပါတယ်စီးတီးဖူဟန်ပထမဆုံးပွဲစဉ်အဖြစ်ဇာရီနေမြန်မာစံတော်ချိန်မနက်2နာရီအချိန်မှာကစားသွားကြမယ်မန်ချက်စတာစီးတီးနဲ့ဖူဟန်တင်းတို့ရဲ့ပွဲစဉ်ကိုပွဲကြိုသုံးသက်တင်ဆက်ပေးသွားမှာပါဒီပွဲကတော့မန်စီးတီးရဲ့အိမ်ကွင်းဖြစ်တဲ့ ATL ကွင်းမှာကစားသွားကြမှာလည်းဖြစ်ပါတယ်။အင်ရှင်မန်စီးတီးကတော့ပြန်ပွဲစုံနောက်ဆုံး5ပွဲမှာ4ပွဲနိုင်တပွဲတည်ကြတာခဲ့ပါတယ်။မန်စီးတီးကနောက်ဆုံးကစားခဲ့တဲ့ပွဲမှာလီဗာပူးတင်းက FA မှာ2ဂိုးနဲ့အနိုင်ယူပြီးတော့စစ်တပ်ပိုင်းကအမြင့်ဆုံးကိုပြန်လည်ရောက်ရှိနေကြတာပါ။မန်စီးတီးကတရားတီလုံးတိုင်ဖက်နေတော့မှဒီလိုအချိန်ရရင်တော့ခြေစွမ်းပြန်မှတ်ပြီးချန်ပီယံဆုဖလားအတွက်ပြန်လည်ဆင်ခေါ်လာလေးရှိပါတယ်။ဒါကကွာလာနဲ့မန်စီးတီးရဲ့ထုံးစံလိုတော်ဖြစ်နေခဲ့ပါပြီ။အဲ့ဒီဖူဟန်တင်းကတော့ပြန်ပွဲစုံနောက်ဆုံး5ပွဲမှာ2ပွဲနိုင်ပြီး3ပွဲအထိရှုံးနေထားခဲ့ပါတယ်။ဖန်ကဒီနောက်ပိုင်းမှာခြေစွမ်းကအကြပိုင်းကိုရောက်ရှိလို့နေခဲ့တာပါဒီနေ့ရဲ့ပြန်ပွဲဆောင်နောက်ဆုံးထိတိုက်မှု9ချိန်မှာတော့မန်စီးတီးတင်းကပဲ9ချိန်လုံးကိုနိုင်ပွဲရရှိထားခဲ့တာပါထိတိုက်တဲ့ဆောင်မှုတွေမှာတော့မန်စီးတီးတင်းကပဲတာသီးရရှိထားခဲ့တာပါဒီပွဲကို3သက်ရရင်တော့မန်စီးတီးကဖန်နဲ့တွဲဆောင်နိုင်ရလက်ကတော်လေးကောင်းလေးရှိပါတယ်လက်ရှိမှာစီးတီးကဟာဆင်နယ်ကိုအမေလိုက်ဖို့အမမခံပဲပွဲကိုအာယုံစုတိုက်မှုအပြည့်နဲ့ကစားလာဖို့ရှိပါတယ်ဟာလန်လည်းဂိုးတွေဖန်တီးမှုတွေပြင်ရပြီးယုံကြည်မှုအပြည့်ရှိနေလို့ဒီပွဲကမန်စီးတီးအနိုင်တည်ကြပါတယ်ခမရလက်မန်စီးတီး 3-1 ဖူဟန်ဆန်လာလန်လီဗာပူးဒုတိယပွဲစဉ်အဖြစ်ဂျာရီနဲ့မြန်မာစံတော်ချိန်မနက်2:45ချိန်မှာကစားသွားကြမယ်ဆန်လာလန်အသင်းနဲ့လီဗာပူးအသင်းတို့ရဲ့ပွဲစဉ်ကိုပွဲကြိုသုံးသက်တင်ဆက်ပေးသွားမှာပါဒီပွဲကတော့ဆန်လာလန်အသင်းရဲ့အိမ်ကွင်းဖြစ်တဲ့လင်းအောင်ကွင်းထဲမှာရှင်မဲ့ကစားသွားကြမှာဖြစ်ပါတယ်အင်ရှင်ဆန်လာလန်အသင်းကတော့ပြန်ပွဲစုံနောက်ဆုံး5ပွဲမှာ2ပွဲနိုင်2ပွဲရှုံးပြီးတော့တပွဲပဲတည်ကြလာခဲ့တာပါရာသီစမှာဆန်လာလန်ကအတော်လေးထောင်တက်နေပေမဲ့ဒီနောက်ပိုင်းအကြဘက်ကိုပြောင်းလာခဲ့ပါတယ်အဲ့ဒီလီဗာပူးအသင်းကတော့ပြန်ပွဲစုံနောက်ဆုံး5ပွဲမှာ3ပွဲနိုင်ပြီး2ပွဲရှုံးလာခဲ့ပါတယ်လက်ရှိချန်ပီယံလီဗာပူးဟာဒီယာဒီမှာစွမ်းဆောင်ရည်ပိုင်းတော်လေးကိုကြာဆင်းနေတာပါ။ဆာလာရဲ့စွမ်းဆောင်ရည်ကလည်းတိတိတသားကြာဆင်းနေတယ်လို့ EKTK ရဲ့စွမ်းဆောင်ရည်ပိုင်းကလည်းတနေ့ရွှေတနေ့မွေဖြစ်နေကြတာပါ။ကန်စစ်ပိုင်းကလည်းအမားတွေရှိတယ်လို့အသင်းကလက်ရှိချန်ပီယံဆိုတဲ့ဂုံပုံးနဲ့တော့မလိုက်ဖက်ပဲအတော်လေးကိုရုန်းကန်နေကြရတာပါ။ဒီနေ့ရဲ့ပြန်ပွဲစုံနောက်ဆုံးထိတိုက်တွေးဆုံမှု9ချိန်မှာလီဗာပူးက2ချိန်နိုင်ပြီး3ချိန်ထိတည်ကြတာခဲ့တာပါ။ဒီပွဲကို3သက်ရရင်ဆန်လာလန်အသင်းကအိမ်ကွင်းမှာလို့လီဗာပူးကိုမမချန်တန်နဲ့တုတ်ပြန်လာမှာပါ။လီဗာပူးကစပိုစလိုင်းပွဲပေပြတဲ့အကြားခံနေရတယ်လို့အဝေးကွင်းမှာရုန်းကန်ကစားရမှာပါ။ဆန်လာလန်ရဲ့မှာကျော်တဲ့ကစားကိုဖောက်ထွက်ပြီးအဲ့တဲ့လီဗာပူးတို့အတွင်းကိုတွေရှာဖွေနိုင်ဖို့ခက်ခဲမှာပါဒီပွဲမှာတော့အင်ရှင်နေဘက်ကိုစွန့်စားကြည့်ကြပါရင်ကမန်ရလက်ဆန်လာလန်1-1လီဗာပူးဒီနေ့တင်ဆက်မှုကဒီလောက်ပါပဲနောက်ဆုံးရအားကစားသတင်းတွေအပြောင်းရွှေ့သတင်းတွေပွဲကြိုပွဲပြီးသုံးသက်ချက်တွေပြင်စိတ်ဝင်စားဖွယ်ရာအကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ GB1 စိတ်ဘောလုံး channel လေးကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနဲ့ညီကုန်းချုပ်လိုက်ရပါတယ်ခင်ဗျာ